Hello အားလုံးပဲမင်္ဂလာပါကျွန်တော် GD ပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ဟိုအာမိုင်းရဲ့ skeleton ချလိုက်ကျွန်တော် click လိုက်ပါ skeleton ချတဲ့ကောင်ကျွန်တော်ဒီမှာဒါလေးကျွန်တော်တွေးလေးပါညာပြန်ဖြည့်လိုက်ပါအောင်မယ်ဒီဘက်ကကျွန်တော်ခီးတော့မထွက်သေးဘူးကျွန်တော်ခီးထွက်လိုက်တော့မယ်ဗျခီးရတော့တော့ပြန်မထွက်မယ်အခုဒီမှာအာလေးယူကျွန်တော်စူတောင်းတဲ့နေရာကိုတောင်းတော့နော်ဟိုရွာသားကြီးစူတောင်းနေတဲ့နေရာကိုပြောတာပဲကျွန်တော်လည်းမသိဘူးလေကျွန်တော်တွားရတယ်တွားလိုက်အောင်မယ်ခလီရွာသားကြီးစူတောင်းတဲ့နေရာကိုတွားလိုက်မယ်ဘာလီရမလဲပေါ့နော်စူတောင်းတဲ့နေရာမှာဘာလီရှိမတော့ဘာလီရမလို့ဆိုတော့ကျွန်တော်ပြောပြီးစူတောင်းမှာဖြစ်ပါတယ်ဒီနေရာလေးပေါ့နော်ဒီနေရာလေးမှာစူတော့ရဲ့ဒီတော့ဟာခရီးစဉ်ကိုအောင်မြင်ပါစေโอเคကျွန်တော်စူတောင်းဝိုင်းပေါ့နော်အဲ့တော့ကျွန်တော်ခီးထွက်တော့ပါမယ်ဘိုင်ဘိုင်ခီးထွက်ပြီးတော့မှကျွန်တော်ပြန်တွေ့မယ်နော်ပေါ့နော်ခီးထွက်ရင်ပစ္စည်းရဟာလမ်းမှာမလို့ပစ္စည်းလုပ်ပြခဲ့ပါရဲ့ပစ္စည်းရပြန်စုအောင်မလို့ကျွန်တော်တိမဲ့လေဒါပေမဲ့ကျွန်တော်ပြန်လုပ်လိုက်ပါအရှင်းမှာကျွန်တော်ရွာတွေ့ပြီဆိုတော့ကျွန်တော်အဲ့ရွာကိုသွားမယ်အဲ့ရွာမှာရှိမှပစ္စည်းကိုကျွန်တော်မမယ်ပေါ့နော်အဲ့လိုကြီးလေမမပါဘူးနော်ကျွန်တော်ဟိုသွားမယ်ပေါ့နော်အဲ့ဒီရွာကိုကျွန်တော်အဲ့ရွာမှာပဲကျွန်တော်တီးထိုင်မယ်ဒီကမှကျွန်တော်နေတာအဲ့ပစ္စည်းတွေကိုစုပြီးတော့ဒီရွာဝဲပြန်လာမှာပေါ့နော်ဒါလေးတွေလည်းယူရနောက်ပိုင်းညကျွန်တော်ပြန်တွေ့မယ်နောက်ပိုင်းညကျွန်တော်ဒါလေးတွေလည်းယူမယ်နောက်ကျဟိုအင်းဟာလေးတွေဟိုအဲ့ဟာလေးတွေကျွန်တော်ယူပြပါမယ်အလုံးပဲဘိုင်ဘိုင်မှာနောက်နေ့ပြီးတော့မှပြန်တွေ့ပါမယ်